ကျွန်တော် Manchester United ကတော့အကောင်းဆုံးပြင်ဆင်နေရောကျွန်တော်တို့ဒီရာသီမဟုတ်ရင်တော့နောက်ရာသီလောက်တော့ပြန်လာနိုင်မလို့ထင်တာပဲ Okay ကျေးဇူးပါ brother Osasuna နဲ့ Real Madrid Osasuna Hello welcome back ကျွန်တော် PSO ပါခုကိုရလက်ခံမှန်းဆုလက်ဆောင်ပေးစီစဉ်နေပြန်လဲကျေးဇူးလိုက်ပါတယ်ကျွန်တော်ခုရောက်ရှိနေတာချင်းမြင့်နိုင်မြို့နယ်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ချင်းမြင့်နိုင်မြို့နယ်မှာရှိတဲ့ဘောဝက်ဆရာကြီးတွေကိုကိုရလက်ခံမှန်းကိုင်းပြီးဆုလက်ဆောင်ပေးသွားမယ့်စီစဉ်ပါ Let's go Brighton နဲ့ Chelsea Brighton နဲ့ Chelsea ဆိုတော့ကျွန်တော် Brighton ပို့ရောပါ Brighton Chelsea ကတော့နည်းနည်းလေးတက်ပြတ်နေတယ်ဟုတ်လား Brighton အိမ်ကွင်းမှာဘယ်နှကူလောက်နဲ့နိုင်မယ်ထင်လဲ Brighton ကတော့ကျွန်တော်2-0မဟုတ်ရင်2-1လောက်တော့မှန်းတာပဲနှစ်ခုတည်းတစ်ခုဆိုရင်2-0သို့မဟုတ်2-1ဆိုရင်2-0လောက်တော့မှန်းတာ2-0ဟိုဆို Brighton ကဘယ်သူသွင်းမယ်ထင်လဲ Brighton 2-0မောင်းကျွန်တော်မီတိုမောင်းပို့တယ်ဟုတ်လားမီတိုမာတစ်ခုနောက်တော့မီတိုမာတကိုးသွင်းတကိုးဖန်နေမယ်တော့ဟုတ်လားဟုတ်ကဲ့ဟုတ်ကျေးဇူးပါဒါနဲ့ကောဘာဖန်ကျွန်တော်တော့ Manchester United ပါမကျန်တခြားဖန်တွေရောဗာပြောချင်သေးလဲကျွန်တော် Manchester United ကတော့အကောင်းဆုံးပြင်ဆင်နေရောကျွန်တော်တို့ဒီရာသီမဟုတ်ရင်တော့နောက်ရာသီလောက်တော့ပြန်လာနိုင်မလို့ထင်တာပဲ Okay ကျေးဇူးပါ brother Leicester နဲ့ AI ပွဲဘယ်လိုခံမှန်း Leicester နဲ့ AI တော့အာကြီးပေါ့ AI ရဲ့ဘယ်နှကိုလောက်နိုင်မှတင် 2-1 2-0လို့ခံမှန်းတယ် 2-1 2-0နှစ်ခုတည်းတစ်ခုရွေးပဲဆိုရင်ကျွန်တော် Man U ဖန်ဗျအဲ့ဒါကျွန်တော်ကနိုင်မှာတော့ Arsenal နိုင်မှထင်တယ်ဗျဒါပေမဲ့ကျွန်တော် Man U ဖန်ဆိုတော့ကျွန်တော်တော့ Leicester ပဲ Leicester အဲ့ဒါ Leicester ဘက်ကနိုင်မှာပေါ့ Leicester နိုင်မှာပေါ့ AI နိုင်ပါလေ AI နိုင်မှာဟောဟုတ်လားဘယ်သူသွင်းမဲ့လို့ထင်တယ် Martinelli နဲ့ Odegaard Martinelli နဲ့ Odegaard အဲ့ဆိုရင်ကိုဟိုဒါတခြားဟိုတင်းရဲ့ fan တွေရောဗာပြောချင်သေးတယ်ခြားတဲ့ fan တွေကိုပြောရမှာမရှိပါဘူးကျေးဇူးပါကိုဆိုလို့ဟုတ်ကဲ့ဟိုဟာ Man City နဲ့ Newcastle ဘယ်လိုနိုင်မယ်ထင်လဲ Man City နဲ့ Newcastle ကတော့ဟိုသူတို့ညောက်ကဘယ်လိုပြောတာရတော့ Man City ကတာတယ်ဒါပေမဲ့တော့အခုလောဆယ် Man City ကကျွန်တော်တို့မကောင်းတဲ့ပြကြောင်အများဆုံးဖြစ်လို့ရှိရင်တရေလောက်ပြီးဖြစ်ဖို့များပါဟုတ်တရေပဲဘလောက်ဟို1-1လားစီလားတူလားဘယ်လိုတရေ1-1ဖြစ်တော့ဖြစ်ပါလား Man City ဘက်ကရောဘယ်သူသွင်းမယ်ထင်လဲ Man City ဘက်ကတော့အဓိကဟာလန်ကြောင်ပဲရှိတာပေါ့ဟာလန်ပေါ့ဟို Newcastle ဘက်ကရောNewcastle ဘက်ကမသိဘူးမိသားစုကျန်တာရောပြမှာပေါ့ဒါနဲ့လေးလေးကဘာ fan လဲကျွန်တော်ဘာ fan မဟုတ်ဒါပေမဲ့ကျွန်တော် Man City တော့အကြိုက်ဆုံးပဲအကြိုက်ဆုံးပဲလားဟုတ်ကဲ့ဟုတ်ကျေးဇူးပါလေးလေးကျွန်တော်တို့ဘက်ကနေပြီးတော့အကြိုက်ခဲပြောက်စီလေးမြေတားလက်ဆောင်ပေးမယ်ဟုတ်နေမကောင်းကြီးပဲဖြစ်ဖြစ်ဒီနေ့က Man City ကတော်တော်လေးညံ့တာဟုတ်ကြိုက်ခဲပဲဖြစ်ဖြစ်တောက်လို့ရတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးတင်ပါမင်္ဂလာပါဘောလုံးဝဲတွေပါကြည်လားအဲ့ဆိုခုလာမယ် Premier League မှာ Liverpool နဲ့ Wolves ဘယ်သူနိုင်မယ်ထင်လဲ Liverpool နဲ့ Wolves Liverpool ပေါ့ Liverpool ဘယ်နှဂိုးနဲ့နိုင်မယ်ထင်လဲ 3-0 3-0ဟိုဟာ3-0ဟိုဟာ Liverpool နိုင်မှာပေါ့ Liverpool ဘက်ကဘယ်သူသွင်းမယ်ထင်လဲခုလူစင်းတော့မသိဘူးဘာလို့မသိရဟာလားညီလာညီတဲ့ဘာဖန်ကုန်းကြည့်ပါတယ်အဲ့လိုဖန်တော့မရှိဖန်တော့မရှိဘူးတပြင်းအသင်းဖန်တွေရောဘာပြောချင်လဲကျေးဇူးတော့မရှိပါဘူးမရှိဘူးလားဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ကတက်လက်ဆောင်တွေနဲ့အကြိုက်ခဲပြောက်စီးလေးနော် YouTube Facebook ဟို TikTok တို့မှာကြည့်လို့ရတယ် on the sea ဆိုရှိတယ်နော်ကျေးဇူးပါကိုမင်္ဂလာပါကိုစပါးနဲ့မန်ယူဘယ်လိုနိုင်မယ်ထင်လဲမန်ယူရဲ့မန်ယူဘယ်နှကူလောက်နဲ့နိုင်မယ်ထင်လဲ2-1လောက်နဲ့2-1မန်ယူမှာဆိုဘယ်သူသွင်းမယ်ထင်လဲကိုဘာဖန်လဲမန်ယူကဆိုရင်တော့ Bruno နဲ့ခါနာချိုနဲ့ညောင်းတယ်ကိုဖန်ရောမန်ယူဖန်လားစပါးနဲ့မန်ယူ2-1မန်ယူနိုင်ပါဟုတ်လားကျေးဇူးပါကောအိုဆာဆူနာနဲ့ Real Madrid ဘယ်နှကူနဲ့နိုင်မယ်ထင်တယ်ဘယ်သူကနိုင်မယ်ထင်လဲခမန်းပေးရုံမယ်ရလားခမန်းပေးရုံမယ်လေခမန်းပေးမလားရအဆင်ပြေသူလိုပဲရတယ်မှန်စရာမလိုအိုဆာဆူနာနဲ့ Real Madrid Osasuna ဘယ်သူနိုင်မယ်ထင်လဲမပြောရသေးဘူးရခမန်းပေးရုံမယ်လေရလားအဆင်ပြေလားအိုဆာဆူနာနဲ့ Real Madrid ဘယ်သူနိုင်မယ်ထင်အိုဆာဆူနာဘယ်နှကူလောက်နဲ့နိုင်မယ်ထင်မှန်ပြီးပဲပြောရတယ်နှစ်ကို2-0ပေါ့ဟုတ်လားကျေးဇူးပါမဖန်ရှိလားမရှိဘူးကျေးဇူးပါဒါကျွန်တော်ဘက်ကမေတ္တာလက်စာကြိုက်ခဲပြောက်စီလေးကျေးဇူးပါဟုတ်ကဲ့ပါ